အားလုံးပဲမင်္ဂလာပါခင်ဗျဒီသင်ခန်းစာမှာတော့ special query ပြုလုပ်တဲ့အကြောင်းအရာကိုလေ့လာတော့ကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ GIS data တွေထည့်ထားတယ်ပေါ့နော် special data တွေထည့်ထားတယ်အဲ့တော့ဒီ special data တွေကိုလည်းကျွန်တော် special query ပြုလုပ်လို့ရပါတယ် special query ပြုလုပ်တဲ့အခါမှာအဓိကကျွန်တော်တို့အသုံးပြုရတဲ့ column ကတော့ geom ဆိုတဲ့ geometry column ဖြစ်ပါတယ်အဲ့ဒါလေးကိုတစ်ချက်ကျွန်တော်ပြပါမယ်အခုကျွန်တော် MMR airport ဆိုတဲ့ table လေးကိုတစ်ချက်ပြပါမယ်ကျွန်တော်တို့ရိုးရိုးဒီ attribute table တွေနဲ့မတူတဲ့ဒီ special data နဲ့ non special data ကြားထဲမှာခြားနားမှုကတော့ဟောဒီ geom ဆိုတဲ့ column ဖြစ်ပါတယ်ဒီ geom ဆိုတဲ့ column ကကျွန်တော်တို့ဒီ special data file တွေမှာပဲပါတာပါသူ့ရဲ့ feature line point လား multi line string လား multi polygon လားဆိုပြီးတော့သူ့ရဲ့ရှိတဲ့ feature လိုက်ကျွန်တော်တို့ကိုပြပေးပါတယ်ကျွန်တော်တို့ဒီ vector file တွေမှာဆိုလို့ရှိရင် feature အနေနဲ့ point line polygon ဆိုပြီးတော့ရှိပါတယ်အခုကျွန်တော်ပြတာက point file ဖြစ်ပါတယ်အခုကျွန်တော် railway ဆိုတာလေးကိုသွားပြပါမယ် railway ဆိုလို့ရှိရင် geom အနေနဲ့ကျွန်တော်တို့ multi line string ဖြစ်ပါတယ် state and region ဆိုလို့ရှိရင်တော့ကျွန်တော်တို့ multi polygon ဖြစ်ပါတယ်ဒါကကျွန်တော်တို့ vector file မှာရှိတဲ့ geometry 3ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဒီ special data file မှာပါတဲ့ဒီအခု geom ဆိုတဲ့ column ကိုသုံးပြီးတော့ကျွန်တော် special query တွေပြုလုပ်ကြမှာဖြစ်ပါတယ်ဒီ special query ပြုလုပ်ဖို့အတွက်ကြောင့်ကျွန်တော်တို့က postgis extension ကိုကျွန်တော်တို့ install လုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့မှသာကျွန်တော်တို့ကဒီ special query ကိုပြုလုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ special ပေါ့နော် special query ရဲ့အောက်မှာရှိတဲ့ function အသုံးများတဲ့ function အချို့ကိုကျွန်တော်တို့ဒီမှာလေ့လာသွားကြမှာဖြစ်ပါတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီ point file နဲ့ပတ်သက်ပြီးတော့ပေါ့နော် point file ဆိုဒီမှာဆို airport ပေါ့နော် airport နဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာကြည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ airport ထဲမှာရှိတဲ့ name 1ဆိုတာဒီလေဆိပ်ကနာမည်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ခေါ်လိုက်ပါတယ်ပြီးရင် geom ဆိုတဲ့ column ကိုခေါ်ပါတယ် geom ဆိုတာကခုနကကျွန်တော်တို့တွေ့ရတဲ့ column ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့ခေါ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ stx tag ဆိုတဲ့ geom ပေါ့နော် stx tag geom ဆိုတာကဘာလဲဆိုတော့အဲ့ဒီ geom ကိုကျွန်တော်တို့က text အနေနဲ့ပေါ့နော်ကျွန်တော်တို့မြင်ရအောင်ကြည့်တဲ့သဘောဖြစ်ပါတယ်ပြီးရင်ကျွန်တော်တစ်ချက် run ပြမယ်ပေါ့နော်သူကဒီ wkd format နဲ့လာပါတယ် well known text ဆိုတဲ့ format နဲ့လာတာပေါ့နော်ကျွန်တော်တို့ဒီ QGIS သုံးတဲ့လူတွေဆိုရင်တော့သိပါလိမ့်မယ်ကျွန်တော်တို့ CSV file တွေကိုကျွန်တော်တို့ခေါ်ထည့်တဲ့အခါမှာဆိုရင်ထည့်တဲ့ပုံစံ3ခုရှိပါတယ် node geometry က point coordinate က well known text ဆိုတဲ့ wkd ရဆိုပြီး3မျိုးရှိပါတယ်အဲ့ဒီတတိယမြောက် condition ဖြစ်တဲ့ wkd ကိုကျွန်တော်တို့ကြည့်တာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ stx ဆိုတာကကြတော့ကျွန်တော် x coordinate ကိုကျွန်တော်ကြည့်တာပါเนาะ x ဆိုတာတနည်းအားဖြင့်ပြောလို့ရှိရင်တော့ကျွန်တော်တို့ longitude ကိုကြည့်တာပါ y ဆိုတော့ကျွန်တော်တို့ latitude ကိုကြည့်တာပါအဲ့တော့ MMR airport ဆိုတဲ့ဒီ special data file နဲ့ကြည့်မယ်ပေါ့เนาะအဲ့တော့ဒီမှာတော့ကျွန်တော်တို့က fader လေးတစ်ခုခံထားပါတယ် status ကို operation နဲ့ပေါ့သူကဒီMMR airport ရဲ့အောက်မှာသူကဒီ status လေးနှစ်ခုရှိပါတယ် operational လား non operational လားဆိုပြီးရှိတယ်ပေါ့အဲ့ဒါကကျွန်တော်တို့ operational ကိုပဲရွေးပြီးကြည့်လိုက်တဲ့သဘောပေါ့เนาะဆိုတော့အဲ့ဒါလေး select ပေးပြီးတော့ execute လုပ်လိုက်ပါမယ်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒါ name နဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒါ geom ကတော့ကျွန်တော်တို့ဗာနဲ့လာလဲဆိုတော့ကျွန်တော်မြင်တဲ့အတိုင်းပဲပေါ့နော်ကနန်းနေလာတယ်ပေါ့နော်ဆိုတော့ဒီမှာ STS text ကကျွန်တော်ပြောတဲ့ဒါ WKD ပေါ့နော် well known text နဲ့ဖော်ပြတာဖြစ်ပါတယ်ဒီ STH STY ကတော့ကျွန်တော်တို့ဒီ coordinate point နေပေါ့နော်သူသုံးထားတဲ့ဒီ special reference ID ပေါ်မူတည်ပြီးတော့ x coordinate y coordinate ကတော့ပြောင်းလဲမှုရှိမှာပေါ့နော်ဒီမှာအားလုံးက WGS 84နဲ့ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာပြတဲ့ဟာတွေအားလုံးကတော့ degree တွေပေါ့နော်ဒါဆိုလို့ရှိရင် longitude 93 degree နဲ့ဒါ latitude 19 degree ပေါ့ဒါသူ့ရဲ့ဒီ latitude longitude ကိုဒီလိုကြည့်လို့ရပါတယ် okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ line feature တစ်ခုမှာတဲ့ကျွန်တော်တို့ point တွေဘယ်နှခုပါလဲဆိုတော့စစ်လို့ရပါတယ်အဲ့ဒါကကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုရင်ကျွန်တော် point ကျွန်တော်တို့ဒီ geometry မှာ line ဆိုတာက point တွေ point တစ်ခုထပ်ပိုတဲ့ point တွေဆက်ဆွဲပြီးတော့ဖြစ်ပေါ်လာတာပေါ့နော်ဒါဒီလိုမျိုးကျွန်တော်တို့ geometry မှာသတ်မှတ်တယ်ပေါ့ဆိုတော့အဲ့ဒီအထဲမှာဆိုရင်ဒီ line တစ် line ဖြစ်လာဖို့အတွက်ကျွန်တော်တို့ point တွေဘယ်နှခုပါလဲဆိုတော့ကျွန်တော်တို့စစ်လို့ရပါတယ်အဲ့ဒီဟာကိုကျွန်တော်တို့ stn point ဆိုတဲ့ဒီ function နဲ့စစ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ခုအတွက်ကျွန်တော် railway line feature ဖြစ်တဲ့ railway ကိုရွှေ့ထားပါတယ်အဲ့ဒါလေးကိုတစ်ချက်ကျွန်တော် execute လုပ်လိုက်ပါမယ်အဲ့ဒါဆိုရင်
ဒီမှာကျွန်တော် MMR ကိုယူထားရပေါ့နော်ဆိုတော့ဒီမှာဒီတိုင်းမှတ်1မြကြီးနား line မှာဆိုရင်သူ့ရဲ့ဒီယထာလိုင်းကိုဆွဲထားတဲ့ဟာကစုစုပေါင်း point ပေါင်း1000ရှိတယ်ပေါ့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ကြည့်လို့ရပါတယ်တော့ SRID လို့ခေါ်တဲ့ special reference ID ကိုကျွန်တော်တို့စစ်လို့ရပါတယ် special reference ID ကဒီကျွန်တော်တို့ဒီ data file တွေကိုပေါ့နော် special data file တွေ import လုပ်စဉ်ကကျွန်တော်ပြောပူပါတယ်special reference ID ကဒီမှာကျွန်တော်တို့ number တွေနဲ့သတ်မှတ်ထားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ default သုံးတဲ့ WGS84 က EPSG 4326နဲ့ထည့်ထားတာပေါ့ဒီမှာတော့ special reference ID ကိုပဲ SRID နံပါတ်ကိုပဲယူတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့4326ဆိုရင် WGS84 ဆိုကျွန်တော်တို့သိရပါမယ်ကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ projection ပေါ့နော် PCS အောက်မှာရှိတဲ့ UDM projection နှစ်ခုရှိပါတယ်3646နဲ့3644ဆိုပြီးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒီ special reference ID တွေကိုကျွန်တော်စစ်လို့ရတယ်ဘာလို့ special reference ID တွေကိုကျွန်တော်တို့ကစစ်ရတာလဲဆိုတော့ကျွန်တော်တို့ကဒီ special query တွေလုပ်တဲ့အခါမှာအကယ်၍ကိုက linear calculation တွေလုပ်မယ်ပေါ့အခုကျွန်တော်တို့ linear calculation လုပ်တယ်ဆိုတာကကျွန်တော်တို့ linear unit တွေနဲ့တွက်ချက်တဲ့ဟာမျိုးလုပ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ projected coordinate system ကိုကျွန်တော်ပြောင်းပေးရတယ်ပေါ့နော်ခုနကကျွန်တော်ပြောတဲ့32646က32647ရယ်ဒီ R တွေကျွန်တော်တို့ကပြောင်းပေးရတယ်ပေါ့ပြောင်းပေးမှသာကျွန်တော်တို့ linear unit နဲ့ထွက်မှာဟုတ်အဲ့တော့ကိုယ့်ရဲ့ဒီ spatial data file ကဘေး GCS ထဲမှာလား PCS ထဲမှာလားဆိုတာကိုကြည့်ဖို့အတွက်ကျွန်တော်တို့ကဒီ SRID နံပါတ်ကိုသိဖို့လိုပါတယ်ဘယ်လိုစစ်လဲဆိုလို့ရှိရင် SRID ဆိုပြီးတော့ကျွန်တော်တို့သုံးပါတယ်အဲ့ဒါနဲ့ဆိုရင်ကျွန်တော်တို့ကဒီ special reference ID လဲဆိုပြီးတော့ထွက်လာပါတယ်ဒီမှာဘာလို့ကျွန်တော် distance သုံးထားတာလဲဆိုလို့ရှိရင်အကိုကဒီ MMR railway က86ခုရှိရပေါ့နော်ကျွန်တော်တနိုင်ငံလုံးမှာယထာလိုင်း86လိုင်းဒါပြထားတဲ့အတိုင်းရှိတယ်ပေါ့ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကြီးကိုထည့်လိုက်လို့ရှိရင်အားလုံးကိုသူက4326နဲ့86ခုလုံးလိုက်ပြီးတော့ပြနေမှာပေါ့ဒါကျွန်တော်တို့လည်းကျွန်တော်တို့ဒီ special data မှာ file ဒီ special data file တစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်တို့က SRID တစ်ခုပဲရှိတာပါဟိုဒီထဲမှာ feature 1ဒီ special data file ထဲမှာ feature 1ကကျွန်တော်တို့4326 and feature 2က32646ဆိုပြီးတော့သွားလို့မရပါဘူး special data file တစ်ခုမှာ SRID တစ်ခုပဲရှိတယ်အဲ့တော့ကြောင့်ကျွန်တော်က distance ခံပြီးတော့ပဲစစ်လိုက်တာဖြစ်ပါတယ် okay အဲ့ဒါလေးကိုကျွန်တော်တစ်ချက် run ကြည့်ပါမယ် MMR railway ကဒီ SRID နဲ့ပဲပေါ့နော်ကြည့်လိုက်တော့4326ဆိုပြီးတော့တွေ့ပါတယ်အဲ့တော့4326ဒီ GCS အုပ်စုထဲမှာပါအဲ့တော့သူ့ရဲ့ unit ဒီ degree ဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့ဒီယထာ line ရဲ့အရှည်ကိုတွက်ရှင်တယ်ပေါ့ calculate length ပေါ့နော်သူ့ရဲ့ဒီယထာ line ရဲ့အရှည်ကိုတွက်ရှင်တယ်ဆိုရင်ကိုကဒီ GCS ထဲမှာထားပြီးတွက်မယ်ဆိုရင်ကျွန်တော်တို့ unit က degree နဲ့ထွက်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအကွာဝေးတစ်ခုနဲ့တစ်ခုတိုင်းတာရဲဆိုတော့ degree နဲ့တိုင်းတာတာမရှိဘူးပေါ့နော်ဒါအဓိကကျွန်တော်တို့ဒီနေ့စဉ်သုံးတဲ့ဘဝမှာ linear unit ကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဥပမာရန်ကုန်နဲ့နေပြီးတော့ ਨੇ ဘယ်လောက်ဝေးလဲဆိုတဲ့ဟာယူ degree ထက်ပေါ်ပြတာတဲ့ကျွန်တော်တို့ကဟိုမိုင်200ကျော်ဝေးတယ်ပေါ့နော်202မိုင်မွေးတယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ပြောလိုက်လို့ရှိရင်မျက်လုံးနဲ့ပို့ပြီးတော့မြင်တာတယ်လीเนาะဆိုတော့အဲ့ဒါအတွက်ကြောင့်ကျွန်တော်တို့က linear unit ဖြစ်အောင်အတွက်ကျွန်တော်တို့ကဒီ PCS အုပ်စုကိုပြောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ PCS အနေနဲ့ကဒါ UDM zone 47 and ဖြစ်တယ်ပေါ့နော်32647ကိုပြောင်းပြီးလုပ်လိုက်မှာဖြစ်ပါတယ်အဓိကကျွန်တော်တို့ဒီဟာက SRID ကိုလည်းတစ်ခုနဲ့တစ်ခုကျွန်တော်တို့ဒါပြောင်းလို့ conversion လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ပြောင်းမှုအတွက်ဆိုရင်ကျွန်တော်တို့က table တစ်ခုလုံးကို table ကျွန်တော်ပြောင်းချင်တဲ့ table တွေက column ကိုကျွန်တော်တို့ကဒါပြောင်းရအောင်ပြောင်းနေဆိုတဲ့ keyword က alter ပေါ့နော် alter table ဘေး table လေဆိုတော့ MMR railway ပေါ့နော် railway table ကိုကျွန်တော်တို့က order လုပ်မယ်ဘေး column ကိုလုပ်မှာလဲဆိုရင် geom ဆိုတဲ့ column ကိုလုပ်မှာဒါကျွန်တော်တို့ဒီ special query လုပ်ဖို့အတွက်ဆိုရင်ဒီ geom column တစ်ခုပဲကျွန်တော်သုံးတာ။အဲ့တော့သူ့ကိုကျွန်တော်ပြောင်းရမယ်။အဲ့တော့ type ကဘာလဲဆိုတော့ type geometry က multi line string ဖြစ်ပါတယ်။အဲ့ဒါလေးကိုကျွန်တော်တို့မှတ်ထားဖို့လိုပါတယ်။ကိုက line ကိုပြောင်းခြင်းနေဆိုရင် multi line string ကိုသုံးရပါမယ်။ point ကိုသုံးခြင်းနေဆိုလို့ရှိရင် multi point ကိုသုံးရပါမယ်။ကျွန်တော်တို့ဒီ polygon ကိုပြောင်းခြင်းနေဆိုရင် multi polygon ကိုသုံးရပါမယ်ဒီနေရာလေးကကျွန်တော်တို့ရဲ့ feature ပေါ့ကျွန်တော် feature ရဲ့ geometry ကိုပေါ့မူတည်ပြီးတော့ပြောင်းလဲနေပါတယ်32647ဆိုတဲ့ number ကကျွန်တော်တို့ဒါ UDM zone 47 and ရဲ့ number ဖြစ်ပါတယ်ပြီးတော့နောက်တစ်ဆင့်ကကျွန်တော် using ပေါ့နော်ဒါသုံးမယ် ST transform ပေါ့ဒါ transform လုပ်တော့မယ်အဲ့တော့ transform လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီ ST force 2D ဆိုတဲ့ဟာလေးကတော့မဖြစ်မနေထည့်ပေးရတယ်။ဘ
ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ GCS အုပ်စုတွေပေါ့နော် GCS အုပ်စုတွေကကျွန်တော်တို့ဒါ 3D globe surface ပေါ်မှာသတ်မှတ်ထားတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကိုကျွန်တော်တို့က projection လုပ်တယ်ဆိုရင်ဒါ 3D globe surface ကနေ 2D plane surface ကိုပြောင်းတဲ့အခါကျတော့ကျွန်တော်တို့ကဒီ condition လေးကိုထည့်ရေးပေးရတယ် SD Force 2D ဆိုတာလေးကိုကျွန်တော်တို့ကထည့်ကိုရေးပေးရပါတယ်ရေးပေးပြီးကျွန်တော်ပြောင်းမှသာကျွန်တော် projection ကဒါချောချောမွေ့မွေ့နဲ့ပြောင်းလို့ရမှာပေါ့နော်ဆိုတော့ okay အဲ့တော့ဒီ geom ကိုကျွန်တော်364ခုကိုကျွန်တော်ပြောင်းလိုက်ပါမယ်ဒါဒီ script ဒီ query လေးကကျွန်တော်တို့ဒီ GCS ကနေပြီးတော့ PCS ကိုပြောင်းတဲ့ script လေးဖြစ်ပါတယ်ဆိုတော့ဒါလေး slap ပေးပြီးတော့ execute လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့အခုကျွန်တော်တို့ရဲ့ဒီ MMR railway ရဲ့ SRID လေးကိုတစ်ချက်ပြန်ပြီးတော့စစ်ကြည့်ပါမယ်အခုဆိုရင်ကျွန်တော်တို့326ခုဖြစ်သွားပါပြီကျွန်တော်တို့ဒါ projection ပြောင်းပြီးသွားပြီပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ length တွက်လို့ရပါတယ်သူ့ရဲ့အလျားဘယ်လောက်ရှိလဲကျွန်တော်တွက်လို့ရပါပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွက်ဖို့ length တွက်ဖို့အတွက်ဆိုရင်သူ့ရဲ့formula ဒီ SD length ကိုသုံးပြီးတော့တွက်လို့ရပါတယ်အဲ့ဒီမှာကျွန်တော် 0.006 နဲ့ဘာလို့မြှောက်တာလဲဆိုတော့အခုကျွန်တော်တို့ထွက်လာတဲ့ unit က PCS မှာဆိုရင်သူက meter ဖြစ်သွားပါတယ်ကျွန်တော်တို့ GCS မှာဆိုရင်သူ့ရဲ့ unit က degree PCS မှာကျတော့ကျွန်တော်တို့က meter ဖြစ်သွားတယ်အဲ့ meter ကိုကျွန်တော်က mile ဖြစ်ပြခြင်းတဲ့အတွက်ကြောင့်သူ့ရဲ့ conversion unit ဖြစ်တဲ့ 0.0006 နဲ့တန်းမြှောက်ပြီးတော့ mile နဲ့ကျွန်တော်တို့တန်းပြီးတော့ကြည့်ကြည့်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော် select ပေးပြီးတော့တစ်ချက် run ကြည့်ပါမယ်အဲ့ဒါဆိုရင်အခုဒီမှာကျွန်တော်တို့ရဲ့ဒီယထာလန်းဒီအလိုက်ပေါ့နော်ကျွန်တော်တို့ဘယ်နှမိုင်ရှည်ရဲဆိုတော့အလျားတွက်ချက်ထားတဲ့တန်ဖိုးလေးကျွန်တော်တို့ရလာမှာဖြစ်ပါတယ်။ Okay ဒီတစ်ခေါက်ကကျတော့ကျွန်တော်တို့ area ကို calculate လုပ်ကြည့်ပါမယ်။အဲ့ဒီအတွက်ကျွန်တော် MMR state and region special data file ကိုယူထားပါတယ်။အဲ့ဒီအထဲကကျွန်တော်တို့ဒီ state နဲ့ region အလိုက်ရဲ့သူ့ရဲ့ area square kilometer ဘယ်လောက်ရှိလဲဆိုတာကိုတွက်ကြည့်ပါမယ်။အဲ့တော့ဒီမှာပါတဲ့ဒီမှာတော့ကျွန်တော်တို့ကျွန်တော်တို့ state and region ကလည်းEBSD 4326နဲ့ထည့်ထားတာပါအဲ့တော့သူ့ကိုကျွန်တော်တို့364ခုဖြစ်ပြန်ပြီးတော့ပြောင်းရပါမယ် PCS အုပ်စုဖြစ်ပြန်ပြောင်းမယ်အဲ့ဒီမှာသူက polygon ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ multi polygon ဖြစ်ပါတယ်ဆိုတော့ဒါလေးကို select ပေးပြီးတော့တစ်ချက် execute လုပ်ကြည့်ပါမယ်ပြီးရင်ကျွန်တော်တို့ area တွက်ကြည့်ပါမယ် area တွက်တဲ့အခါမှာလေ connect က unit က meter ဖြစ်တဲ့အတွက်ကြောင့် meter ကို square kilometer ပြောင်းခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီတသန်းပေါ့နော်ခု10ရာထောင်တောင်းသိန်းတန်းတသန်းနဲ့ပေါ့နော်တသန်းနဲ့စားလိုက်လို့ရှိရင်တော့ကျွန်တော်တို့ square kilometer တန်းပြီးတော့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက် run ကြည့်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ပေါ့နော်တိုင်းနဲ့ပြည်နယ်လိုက်သူ့ရဲ့ area square kilometer area လေးကိုကျွန်တော်တို့ရပါမယ်ဟုတ်ပြီကျွန်တော်တို့ဒီတစ်ခေါက်ကအခုကျွန်တော်တို့ PCS ပြင်ထားတဲ့ကောင်လေးကိုကျွန်တော် GCS ပြင်မယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတာပေါ့နော်အခုကျွန်တော်တို့ projected လုပ်ထားတဲ့ဟာတွေကိုကျွန်တော်တို့ projected coordinate system ကနေပြီးတော့ geographic coordinate system ကိုဘယ်လိုပြန်ပြောင်းမလဲပေါ့အဲ့လိုဆိုရင်လည်းကျွန်တော်တို့အပေါ်ကအဆင့်တိုင်းပြန်လုပ်လို့ရပါတယ်အဲ့တော့ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ကဒီ SD Force ကိုသုံးစရာမလိုတော့ပါဘူးကျွန်တော်တို့အခုရှိနေတဲ့ပေါ့နော်data ကိုပဲကျွန်တော်တို့ဒီ SRID ကိုဒီအခုကျွန်တော်တို့အစဒီ MMR railway ကိုကျွန်တော်364ခုဖြစ်ပြင်ထားတာပေါ့နော်အဲ့ဒါကိုမှကျွန်တော်43260ပြန်ပြင်နေဆိုလို့ရှိရင်ဒီကျွန်တော်တို့ SD transform GO 4326ဆိုရင်ရပါတယ်ဒီ number ကလေးတွေပေါ့နော်ဒီ number ကလေးအတိုင်းထည့်ပြီးတော့ပြင်လိုက်လို့ရှိရင်ကျွန်တော်တို့ခုနက364ခုနဲ့လောက်ထားတဲ့projection လောက်ထားတဲ့ MMR railway ကကျွန်တော်တို့ဒီ4326 GCS အုပ်စုအောက်ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်ဆိုတော့သူရဲ့ update ဖြစ်တဲ့SRID လေးကိုတစ်ချက်စစ်ကြည့်မယ်ဆိုရင်ဒါ4326ပြန်ဖြစ်သွားတာတွေ့ရပါလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော် special data file မှာရှိနေတဲ့ geom ဆိုတဲ့ column ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီ coordinate reference system တွေတစ်ခုနဲ့တစ်ခုအပြောင်းလဲလုပ်တာဒါ area calculation လုပ်တာနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ length calculation လုပ်တာကျွန်တော်တို့ coordinate တွေရှာတာတွေအားလုံးကိုဒီ query special query နဲ့လုပ်လို့ရတာဖြစ်ပါတယ်